အားလုံးပဲမင်္ဂလာပါနော်ဒီမှာကျွန်တော်တို့အဲကွန်စာပစ်သမားတယောက်အတွက်ကင်တဲ့ကျွန်တော်တို့မီတာလေးပေါ့အဲ့မီတာလေးအဲကွန်စာပစ်သမားတယောက်အဲကွန်ပြင်မယ်ဆိုလို့ရှိရင်မီတာလေးကင်တတ်ဖို့လိုတယ်ဒီမီတာလေးကိုကျွန်တော်တို့ပူးမစပြီးတော့သင်္ဃာသားညီလေးတွေညီကိုလေးတွေကိုနော်ဒါကြောပြပေးမှာပေါ့နော်ဒါရှိတဲ့ဟာလေးနဲ့ပဲနော်အဲကွန်မှာသူပါတဲ့ function လေးတော့ကျွန်တော်ဒီမီတာလေးမှာပါတဲ့ function လေးကဘာတွေပါလဲဆိုရင်အခုဒီမှာနော်အခုဒီမှာ4 ampere ဆိုပြီးတော့ပါတယ်အဲ့ဒါ ampere တိုင်းတဲ့ဟာလေးနော်ဒီကောင်လေးမီးတစ်ချက်ဖွင့်လိုက်ဘယ်လို ampere တိုင်းလဲဒီကောင်ဆိုလို့ရှိရင်အခုဒီမှာပန်းကားလဲနေပြီနော်ပန်းကားလဲနေပြီပန်းကား ampere တိုင်းနေဆိုလို့ရှိရင်အခုဒီမှာ4 ampere နော်4 ampere ကိုချိန်ထားတယ်ဒီကောင်ဒီမှာချိန်မယ်နော်ဒီမှာချိန်လိုက်မယ်ချိန်လိုက်လို့ရှိရင်ဘယ်လောက်ပေါ်လဲ 0.2 ပြတ်သွားပြီပြန်ထိုး0.3 0.2 တွေ့တယ်နော်ဒါသူ့ရဲ့ ampere ဒါလည်းတူတူပဲဒီကောင်ဆိုလို့ရှိရင်လည်း 0.2 ဒါများတော့ခံမှန်းကြည့်ပဲ maximum เนาะပြောပြတာခုနကောင်အနုစိတ်တယ်ပို့ပြီးတော့4 ampere ဟာအဲ့ဒါ ampere တိုင်းတာเนาะဒီကောင်เนาะဒီကောင်လေး ampere တိုင်းတဲ့ကောင်เนาะဒီနှစ်ခုเนาะရပြီเนาะအဲ့ဒါပိတ်လိုက်အဲ့ ampere တိုင်းတာပြီးလို့ရှိရင်အခုဒီမှာပုံးရယ်တိုင်ုံတိုင်းတဲ့ဟာလေးရယ်တိုင်ုံတိုင်းတာတော့ဒါဒီမှာပြီးလို့ရှိရင် wifi ပုံစံမျိုးကိုနေဒီတိုင်းတဲ့ဟာလေးရယ်ပြီးရင် capacitor တိုင်းတဲ့ဟာလေးရယ်အဲ့ဒါကိုအဲ့ဒီ function ကိုရွှေ့မယ်အဲ့ဒီ function ကိုရွှေ့ပြီးတော့ဒီမှာဆက်လက်လေးနဲ့ရွေးမယ်တကယ်လို့ကိုပစ္စည်းလျှက်စစ်ပစ္စည်းတွေဘာတွေကောင်းမကောင်းအုံးနေနဲ့တိုင်းမယ်เนาะဒီမှာ resistant ကိုပြီးလို့ရှိရင်တစ်ခုချင်းစီရွှေ့မယ်ရွှေ့လိုက်လို့ရှိရင်ဒီတစ်ခုချင်းစီရွှေ့ရင်ဒီမှာဒိုင်ယိုတိုင်းတဲ့ဟာလေးပြောင်းမယ်၄ခုပါတယ်သူကနောက်တစ်ခုက wifi ပုံစံမျိုးဒါ continuity ရကြတော့တစ်ခုနဲ့တစ်ခုကိုတီးလို့မြင်မယ်ကြော်ဒီတစ်ခုနဲ့တစ်ခုရောမီဂျိုးတွေတိုင်းရည်သားဒီငုတ်တစ်ခုနဲ့တစ်ခုဒါစမ်းတိုင်းပြလိုက်ဒီလိုမျိုးပေါ့မီဂျိုးဒါဆိုလို့ရှိရင်ဒီမီဂျိုးဒီကနေပြီးတော့ဒီဂျိုးလေးကိုတိုင်းမဒီဂျိုးအထမြည်တယ်ဒီလိုမမြည်ကြတဲ့မှာပြတ်တယ်ပေါ့ဒါဒီအကုန်လုံးအခုကတော့မပြတ်ပါဒါအဆန်းပြတယ်အဲ့ပုံစံမျိုးတိုင်းမယ်နော်ဒါကဘာလဲဆိုတော့အဲ့ဒါကျွန်တော်တို့ wifi ပုံစံမျိုးလေး continuity ပြီးလို့ရှိရင်နောက်တစ်ခုထပ်ပြောင်းလိုက်လို့ရှိရင်ဘာလဲဆိုတော့ capacitor တိုင်းတာပါမယ် capacitor တိုင်းတာကြတော့ဒီမှာတိုင်းမယ်ဒါဘယ်လောက်ရှိလဲ3လောက်ရှိမယ်နော်ဒါတိုင်းကြည့်အဲ့ဒါလေး capacitor တိုင်းမယ်ဆိုရင်တော့မီတာရဲ့ဟုတ်ပြီဟိုဘက်တငုတ်ဒီဘက်တငုတ်ဒီမှာခြီးပြီးတော့လုပ်လိုက်ဘယ်လောက်3 microfarad ရှိတယ်ကောင်းတယ်တကောင်နော်အဲ့ပုံစံမျိုးပေါ့နော်ဒါကကြတော့ဒါ capacitor တိုင်းတာနော်အဲ့ capacitor ပြီးရင်ရွှေ့လိုက်မယ်ရွှေ့လိုက်ရင် volt ရောက်မယ်volt ကကြတော့ဒါ volt ဘယ်လောက်ရှိလဲဆိုတော့ခုနကဒီကောင်ပဲလောက်လိုက်တော့နော်ခုဒီမှာဒါပဲပန်းကာပဲလောက်လိုက်တော့ခုဒီမှာပန်းကာမှာဒီငုတ်လေးနှစ်ခုကိုတိုင်းကြည့်လိုက် volt ဘယ်လောက်ရှိလဲဆိုတော့မင်းတစ်ဖက်ယူငါတစ်ဖက်နော်ဒီမှာတိုင်းဒီလိုနှစ်ဖက်ကိုတိုင်းလိုက်အောက်မှာ volt 219 volt ရှိတယ်နော်ဒါ EVC ရပို့ပေါ့ဒါကျွန်တော် plug ပေါက်တွေပါတွေလည်းအဲ့လိုလက်တက်နှစ်ခုကိုထိုးတိုင်းလို့ရတယ်နော်ဒီလို plug ပေါက်နှစ်ခုဒီလိုတိုင်းလိုက်ဒီလိုလဲထိုးတိုင်းလို့ရတာနော်အဲ့ဒါဆို200ကျော်ပြမယ်ထားလိုက်တော့နော်အဲ့ဒါပို့တိုင်းတာနော်ပို့တိုင်းတာအဲ့ဒါပို့တိုင်းတာပြီးလို့ရှိရင် hertz ဒီမှာ hertz ကြတော့လဲတူပဲ hertz ဆိုတာ frequency ကိုတိုင်းတာ frequency ကလည်းမြန်မာနိုင်ငံထဲဝင်တဲ့စက်တွေမှန်သမျှ50 60နဲ့ပဲလောက်ထားတယ်ဗျာ50 60နဲ့အဲ့ဒါလျှက်စစ် EVC ကလာတာ50 hertz 60 hertz မှန်လားလို့တစ်ဖက်ကိုတိုင်းခုနတိုင်းပဲနော်ဟော50 60 hertz ရှိလားမရှိလားကိုတိုင်းရမှာနော်ဒါလိုက်တော့ခဏစောင့်တေချာဖိတာတေချာဖိလို့50 hertz တွေ့တယ်နော်အဲ့ဒါ hertz တိုင်းတာနော်ကျင်ရေးလှိုင်းကျင်ရေး50လောက်ခုံတယ်ပေါ့ဒါကတော့electronic ဘိုင်းနဲ့ဆိုင်သွားပြီးထားပါနော်ဒီမှာ NCV ကတော့ဒီမှာဘိုးရှိလားမရှိလားဒါခလုတ်ဒီနီးစက်ရမှာသူကရှိရင်တီကွီးမြည်တယ်နော်ဒီမှာတီဒါကိုပိတ်လိုက်ဒီနားမှာဘိုးမရှိတော့ခဏလေးရနော်ဘိုးမရှိတဲ့နေရာဆိုရင်သူကဘာမှမမြည်ဘူးဒီလိုမျိုးနော်အဲ့ဒါဆိုတော့အခုဒီမှာမမြည်ဘူးနော်ရှိတဲ့နေရာဆိုလို့ရှိရင်ဘိုးရှိတဲ့နေရာတွေဆိုရင်တီအဲ့ပုံစံမျိုးမြည်တယ်အဲ့ဒါက NCV ဒါနော်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့
Celsius နဲ့ Fahrenheit degree centigrade နဲ့ Fahrenheit နဲ့အဲ့ဒါကြတော့ဒီလက်တံတစ်ခုကိုဖြုတ်ပြီးတော့ဘာတက်မလဲဆိုတော့ဒီကျွန်တော်တို့စင်စာလေးဒီကောင်လေးတက်မယ်ဒီစင်စာလေးကဒီလက်တံတစ်ခုမှဒီလိုတက်လိုက်မယ်ဒီလက်တံတစ်ခုမှတက်ပြီးတော့ဒီထိပ်ဖြားလေးကကျွန်တော်တို့ဒီထိပ်ဖြားလေးကအဲကွန်းရဲ့တနေရာပဲဖြစ်ဖြစ်ရေခဲတစ်တာဖြစ်ဖြစ်သူ့ရဲ့အပူချိန်ကိုသူ့ရဲ့ centigrade ကဒီမှာလာပြီးတော့ပြောပြတယ်ဘယ်လောက်ရှိလဲဆိုတော့ဒီမှာလာပြီးတော့ပြတယ်အဲ့ဒါလေးတိုင်းပြနော်တော့ရောက်ဖြုတ်တာလေဒီထဲမှာထက်5မိနစ်တော့ကျော်သွားပြီဗီဒီယိုကဘာမှမဟုတ်ပဲတော်လားဒီမှာနော်အဲ့ဒါဆိုလို့ရှိရင်ဘယ်လောက်အပူချိန်ရှိလဲ36ဒီမှာနော်ဒါFahrenheit နဲ့ဆိုရင်98လူ98ရှိတယ်နော်ကဲရှိသူကအဲ့ပုံလို့ဒါအကုန်လုံးသူ့မှာပါလဲဆိုတာနော်ဒီမီတာလေးနဲ့သိမကောင်းဘူးကွာနော်